chapter ရဲ့အစမှာဂျော်ဂျီကကောင်မလေးနဲ့အကြည့်ချင်းစုံနေပြီးဂိမ်းထဲမှာတွေ့ဘူးတဲ့ကောင်မလေးနဲ့တူတယ်လို့စိတ်တွေကနေပြောနေတော့မှကောင်မလေးကကျေးဇူးပါဒါကြီးကအရသာရှိမဲ့ပုံပဲလို့ပြောတော့ဂျော်ဂျီကချက်ချင်းကြီးအိုးသူကစူပါစတာအိုင်ဒေါ်ဆာရာဟန်ပဲဂိမ်းထဲကတရားမှမဟုတ်တာလို့ပြောတယ်ဒီလိုနဲ့ကောင်မလေးကအခန်းထဲပြန်ဝင်လာတော့မန်နေဂျာအမကြီးကအဲ့ဒါဘာကြီးလဲအော်ဒါကဆန်ကိတ်တစ်ခုပါဘေးကအခန်းကြီးချင်းတယောက်ကလာပေးတာလေဘေးကအခန်းကိုငှားလိုက်တဲ့သူတောင်ရှိနေပြီလားလူဖ်ကစိတ်တွေကနေအဲ့ဒါကဘာခံစားချက်ကြီးလဲငါသူ့ကိုတနေရာမှာမြင်မှုနေသလိုပဲဆိုပြီးဂျော်ဂျီဘက်ကိုပဲလိုက်ကြည့်နေတဲ့ sorry ကတော့မဖတ်မိနိုင်ဖြစ်နေတယ်ထားပါလေသူတို့ကတူမမတူတာဆိုပြီးအမစားလိုက်ပါအိုးကျေးဇူးပဲဒါနဲ့လေအဲ့ဒီကြောင်ဝတ်ဆောင်ကိုလည်းလိုက်ပါတော့လားငါတို့နောက်ထပ်အတုတ်တက်ဖြောပြရအောင်မယ်ဘာနေငါကိုပတ်စံထုတ်တဲ့ဆက်များမှတ်နေလားငါကြောင်ကပြန်ရောက်လာတာမိနစ်30တောင်မပြည့်သေးဘူးဟုတ်လားမင်းမလို့ချင်လဲရပါတယ်ဒါပေမဲ့ငါထင်တာတော့မင်း9နာရီမခွဲခင်အိမ်ပြန်ပြီးဂိမ်းထဲဝင်ဆော့မယ်လို့ထင်နေတာကိုဆိုပြီးပြောလိုက်တော့လူဖ်ကဂျော်ဂျီကိုပြောထားတာတတိပြန်ရသွားပြီးဟုတ်ပါပြီငါလုပ်လိုက်ပါမယ်နေလဲအလားပြင်ဖို့အတွက်အစင်းစင်းပြင်ထားပေးလို့ပြောပြီးရေမိုးချိုးဖို့ထွက်သွားတော့အမကြီးကအိုးကြည့်ရတာသူကဂိမ်းထဲမှာတော့ရီစားရနေပြီးထင်တယ်အဲကောင်လေးကဘလိုမျိုးလဲဆိုတော့ငါအံ့ဩမိတယ်သူဘလိုများဆာရာဟန်ရဲ့အသေးကိုယူသွားနိုင်ရတာလဲလို့ပြောတယ်တစ်ဖက်မှာလဲဂျော်ဂျီကတင်းနေပြီးဟာဘယ်ရောက်ကုန်တာလဲကွာယူရတ်ဘာဖြစ်နေတာလဲမင်းအကောင်တွေကကြောက်ပြီးထွက်ပြေးကုန်ပြီလားယူရတ်ကအဲ့လိုဖြစ်နိုင်စရာအကြောင်းမရှိဘူးလေဂိမ်းထဲကမွန်စတာတွေအားလုံးကသူတို့ရဲ့ rule နဲ့အလုပ်ကိုလုပ်ဖို့ပဲ program ကိုရေးဆွဲထားတာဒါကြောင့် error နည်းနည်းတက်ရောင်းလဲတော့သူတို့တွေဘာမှဖြစ်တာမဟုတ်ဘူးဆိုပေမဲ့သူတို့တွေအခုတော့အငွေ့ပါမကြအောင်ပျောက်သွားကြတာပဲဂျော်ဂျီကတစ်ချက်ကြောင်သွားပြီးတော့ဘာပဲဖြစ်ဒါကတော့ family လို့ဖို့တစ်ခုတည်းတော့ဒဏ်ချက်မှမဟုတ်တာငါတခြားနေရာမှာလဲပတ်စံသွားရှာလို့ရတာပဲဆရာဒါနဲ့ဒီနေ့ဟိုကောင်မလေး Luft နဲ့တွေ့ဖို့ချိန်ခဲ့တယ်မဟုတ်ဘူးလားအိုးဟုတ်တာပေါ့ကြည့်ရတာ9နာရီတောင်ခွဲနေပြီပဲတွားရအောင်အဲ့ဒီကိုရအောင်သွားဖို့ကအချိန်တော်ကြာအောင်မှာကိုတကယ်ဒုက္ခပါပဲကွာယူရတ်ကဘာမှမပြောပဲစိတ်ထဲကနေဒါကထူးဆန်းတယ်ငါနဲ့မျိုးတူတဲ့ဆွမ်းအင်းတွေကိုခံစားမိနေတယ်လို့ပြောတယ်ဒီလိုနဲ့တနေရာမှာတော့တောင်နေထက်ကြီးမာပြီး level 190ရှိတဲ့ Airy Rose အမည်ရှိတဲ့ရေခဲမွေဘလူးကြီးတစ်ကောင်ကပေါ်ထွက်လာပြီးချက်ချင်းခေါင်းကြီးပေါက်ထွက်သွားတယ် system ကနေတင်ပြတ်မှတ် 11 နဲ့ point များအလုံးကိုစုပ်လိုက်ပါပြီဆိုပြီးမူကြီးတစ်ကောင်လုံးစုပ်လိုက်တဲ့ Uragan ကတော့ဒါနဲ့မလုံလောက်သေးဘူးငါပိုလိုသေးတယ်ငါကလူသားတွေကိုတတ်မဲ့သူပဲငါပိုလိုတယ်လို့ပြောနေတဲ့အချိန်တောင်ပန်နေနဲ့စော်ကြီးကရောက်ချလာပြီးအိုးနင်ကဒါတွေတောင်ရှင်းပြီးသွားပြီပဲမျောလင့်ထားတဲ့အတိုင်းပါလားငါကလေးမင်းကောင်းစားခဲ့ရလားဆိုပြီးစကားမဆုံးခင်ပြုံတစ်ခုကကိုထဲကိုစိုက်ဝင်သွားတယ်ဟမ်ငါပို့ပြီးလိုအပ်တယ်မင်းကိုကြည့်ရတာရတာရှိမဲ့ပုံမဲ့ဆိုပြီးဆုပ်လိုက်တော့ brother တို့ကြားတဲ့ကောင်မလေးကချက်ချင်းကြီးမမြဲတဲ့သဘောကိုရောက်သွားတယ်ပြီးတော့နဲ့အောက်ကိုပြုတ်ကျသွားပြီး system ကနေဆုပ်ချင်းကြရှုံးပါသည်လို့ပေါ်လာတယ်ကျုပ်တရက်နောက်ကနေဟေ့နင်ဘလို့တော့နင်အမေကိုပြန်တိုက်ရဲတာလဲနင်ကလူပြိုပုံများဝင်နေသလားဆိုပြီးပောက်ကရတွေလိုက်ပြောနေတယ်ယူရာကန်ကအဲ့ဒါကပုံရင်းအောင်စပယ်တစ်ခုလားငါသူ့ကိုမျိုးချလိုက်တာတေချာပေါက်ခံစားလိုက်ရပါတယ်မင်းကမသိမျိုးအနေနဲ့ပေါ်ထွက်လာတာပဲမင်းကဘာတူလဲမင်းရဲ့အနက်ကငါလိုပဲဖြစ်နေတယ်ဆိုပြီးပြောလိုက်တော့စောကြီးကတစ်ချက်ပြုံးလိုက်ပြီးတစ်ခုခုကိုညွှန်ပြလိုက်တယ်နင်အဲ့ဒီကိုသွားရင်အဲ့ဒီမှာစားစရာတွေအများကြီးရှိလိမ့်မယ်စားလိုက်စမ်းပါလို့ပြောတော့ယူရာကန်ကချက်ချင်းတီးရီကျလာပြီးတောင်ပန်တွေထွက်လာပြီးတော့ဟာငါကလူသားတွေအားလုံးကိုတပ်ပြမဲ့ယူရာကန်ပဲလို့ပြောပြီးလူတွေနေတဲ့ safe zone ထဲကိုပြန်သွားခဲ့တယ်ဘူအဲ့ဒါကဘာကြီးလဲဘာတွေဖြစ်နေတာလဲလို့ပြောနေတဲ့အချိန်ကောမဒီဘေဂနာကတယောက်ကတော့လက်ဘဲမှာအထိုးခံလိုက်ရပြီးစုပ်ရခံလိုက်ရတယ်အဲ့ဒီအတိုင်းပဲအနားမှာရှိနေတဲ့သူတွေအားလုံးအထိုးခံလိုက်ရတယ် system ကနေတင်ဒီပြတ်မှတ် 11 နဲ့ point များကိုစုပ်လိုက်ပါသည်ဆိုပြီးမယီမတော့နိုင်အောင်ပေါ်လာခဲ့တယ်ဒီအရှိတ်ဘက်ရွာက beginner တွေ pro player တွေဒါမှက level အမြင့်ဆုံးကစားသမားတွေပါရှိတဲ့နေရာဖြစ်ပြီးအားလုံးက Uragan ကို1-1တိုက်ခိုက်ခဲ့ကြတယ်ဒါပေမဲ့လည်းဂလူ player တွေအားလုံးက Uragan ရဲ့အစဖြစ်ကုန်ပြီး system ကနေတင်ယခုဇက်ကောင်အဖျက်ခံလိုက်ရပါပြီဆိုပြီးစာရီးတစ်စောင်သာပေါ်လာခဲ့တယ်ဒီလိုနဲ့ Crorive Company မှာတော့ဆရာကျွန်တော်တို့အရေးပေါ်ဖြစ်နေပါပြီကျွန်တော်တို့တွေအသုံးပြုသူတွေစီကနေတာကြားချက်တွေနဲ့အပြင်းထန်ဆုံးရင်ဆိုင်နေရပါတယ်ဖောက်တဲ့ဝန်ဆောင်မှုတွေမဟုတ်ဘူး hotline တွေ gaming form တွေ YouTube နဲ့ live stream တွေမှာလည်း post တင်ကုန်ကြပြီလို့ပြောနေတဲ့အချိန် call center တွေမှာလည်းအလုပ်ရှုပ်နေကြတာကိုတွေ့ရတယ် CEO ကတပ်ပင်တစ်ချက်ချလိုက်ပြီးဒီတော့ Uragan ကထွက်လာပြီလားဘလို့တောင်စိတ်ဝင်စားဖို့ကောင်းလိုက်တာလဲဗျာအခုချိန်ကစပြီးလူတိုင်းကိုတတ်မှတ်ထားတဲ့ဇက်ကောင်နှစ်ကောင်ကိုပဲ live လွှင့်ပြီးစောင့်ကြည့်ခိုင်းတာပါပထမက Uragan ဒုတိယတစ်ယောက်ကဆိုပြီးဘယ်သူလဲဆိုတာပြောမတော့ဘူးအိုးအရန်ကောင်းတဲ့မင်းတရွာလုံးကိုတစ်ခါတည်းနဲ့စားပြစ်လိုက်ပြီး Uragan ကငါအခုထိလိုအပ်နေသေးတယ်ကြောစမ်းပါငါရဲ့နောက်ထပ်အစာကဘယ်မှာလဲမေကွန်ကောင်းပဲနေရဲ့နောက်ထပ်အစာလားဆိုပြီးတစ်ချက်ပြုံးလိုက်တယ်ပြီးတော့မင်းစားရမယ့်လူတစ်ယောက်တော့ရှိတယ်ပြီးတော့သူ့ဘက်မှာလဲဆိုတာကိုငါလမ်းပြပေးမယ်လို့ပြောတယ်ဒီလိုနဲ့တနေရာမှာတော့9နာရီခွဲကြော်သွားပြီမဲ့အခုထိရောက်မလာသေးတဲ့ကြော်ကြီးကိုစိတ်ဆိုးနေတဲ့ Luke ကအသားတွေဆက်တုံနေပြီးတေစမ်းအတွင်းကငါပြောထားတာနေနောက်ထပ်နောက်ကျရင်တော့တေးပြီးသားမှတ်ဆိုပြီးပြောနေတဲ့အချိန်နောက်ကနေအတန်ကြားတော့ချက်ချင်းလှည့်ပြီးအတွင်းကဘာလို့နေဆောက်ရင်နောက်ကျပြန်လာလဲလို့စကားမဆုံးခင်တေချာကြည့်လိုက်တော့ကြော်ကြီးမဟုတ်ပဲ Uragan ဖြစ်နေခဲ့တယ်လက်ရှိမှာတော့ Luke က level 24 fighter ဖြစ်ပြီး Urus ရဲ့ခေါင်း Uragan ကတော့ level 999ဖြစ်နေတယ်ဆိုတာကိုပြရင် chapter တစ်ခုပြီးသွားတယ်